စကားဆိုတာဒေါသကြီးနဲ့မပြောလိုက်ပါနဲ့ကြားရတဲ့လူအခမ်းရခက်တဲ့အကုသို့များတယ်ကိုလည်းပဲဩပြောမိမှားတယ်လို့တွေးပြီးတော့ပူရတယ်ဟုတ်ရလားမှန်ပါပြီးတော့မာနာကြီးနဲ့လည်းမပြောလိုက်ပါနဲ့မှန်ပါမာနနဲ့ပြောတယ်ဆိုရင်လည်းကြားရတဲ့လူကနေနေအောင်မင်းမာနကိုတနေ့မှငါချိုးပြအောင်မယ်မှန်ပါအချီးနီးအလကားအကျိုးမဲ့တတ်တယ်ကြားဘူးတယ်မဟုတ်လားတာကီဝင်နေအလုံးကိုဝိတ္တုပန်းကတတ်ပစ်တာလေမှန်ပါဗျာဟိုးရှိဘဝတုန်းကငါးတွေကိုအစိတ်ချခဲ့လို့ဝေးကွာသောကာလကအကြောင်းတရားတစ်ခုရှိတယ်အတိတ်အကြောင်းပေါ့ဟုတ်လားဒါပေမဲ့နီးကပ်တဲ့အကြောင်းကဘာအကြောင်းလဲမာနကြီးတာမာနကြီးတာကိုသူများသိအောင်ထုတ်ပြီးတော့ပြတာဖြစ်တဲ့မာနကတော့စိတ်ထဲမှာဖြစ်တာအဲ့ဒီမာနကိုတိတ်ကြီးပါတယ်ဆိုတာဗဇက်တည်းဟူသောပရင်ပေါက်ကနေဖွင့်ပြတာမှန်ပါဟိုမှာဝိတ္တုပန်းကအလဲလာတယ်သူမှအချမ်းရင်နေနဲ့သူကကောသလဘုရင်ကြီးကောသလတိုင်းဆိုတာအင်မတန်အင်အားကြီးတယ်တာကီဝင်တို့ရဲ့တိုင်းပြည်နဲ့ဘာမှမဆိုင်ဘူးနော်အဲ့ဒီအင်အားကြီးတဲ့တိုင်းနိုင်ငံကအရှင်သခင်ဖြစ်နေပြီဝိတ္တုပန်းကအဲ့ဒါသူကအမျိုးတွေစီဆိုပြီးတော့လမ်းပြီးတော့လဲတာလေလာလဲပြီးတော့ပြန်သွားရောအဲ့ဒါတာကီဝင်တွေကမာနာကြီးလိုက်တာဝိတ္တုပန်းတဲ့ငယ်တဲ့ကလေးတွေပဲထားတယ်ကြီးတဲ့ကလေးတွေတယောက်မှမရှိဘူးအဲ့ဒါဝိတ္တုပန်းလည်းပြန်သွားပြီဆိုတော့ကျွန်းမတယောက်ကဟေးကျွန်းမသားထိုင်သွားတဲ့နေရာအသေးရုပ်တယ်ဆိုပြီးတော့နွားနိုးနဲ့ဆေးတာလေအဲ့ဒါဗဇက်ကလည်းပြစ်တောက်နဲ့ပြောတယ်ကျွန်းမသားနေတဲ့နေရာအတန်းစားခွဲပြီးတော့မာနနဲ့ပြောတာအဲ့ဒါကိုမင်းချင်းတယောက်ကလက်နဲ့မေ့နေလို့လားယူတာအဲ့ဒီမာနစကားကိုသူ့နားနဲ့ကြားတာအဲ့ဒီစကားကသူ့ဗဇက်ကနေတဆင့်ဝိတ္တုပရဲ့နားကိုရောက်တာအဲ့ဒီမှာငါနေရာကိုနွားနိုးနဲ့ဆေးရှိသေးအောင်မင်းတို့ရဲ့နေရာကိုမင်းတို့ရဲ့လေချောင်းသေးနဲ့ငါတနေ့ဆေးပြမယ်ဟုတ်လားမှန်ပါဗျာအနီးကပ်ဆုံးအကြောင်းကတော့မာနကိုအမိပြုတ်ပြီးတော့ထွက်လာတဲ့စကားတခွန်ကြောက်စရာမကောင်းဘူးလားကောင်းပါကောင်းတယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အကျိုးရှိခြင်းတယ်ဆိုလို့ရှိရင်စကားပြောတဲ့နေရာမှာပုဂ္ဂိုလ်ကိုကြည့်ပြောပါအချိန်အခါကိုကြည့်ပြောပါမာနတွေဒေါသတွေနဲ့မပြောပါနဲ့ဟုတ်လားပြီးတော့စကားတွေမများပါနဲ့မှန်ပါဗျာစကားများလို့ရှိရင်အပြစ်၅မျိုးရှိတယ်တဲ့ဗျာမှန်ပါနံပါတ်1ပြောရင်နဲ့အပူတွေအလူတွေပါသွားရောအဲ့ဒါလိမ်လေတဲ့စကားမှုသာဝါဒကံထိုက်တတ်တယ်ပြောရင်နဲ့ကိုပြောနေတဲ့လူနဲ့ကိုနဲ့ကိုမင်းနဲ့ငါနဲ့ကပို့ပြီးတော့ရင်းနှီးတယ်ဆိုတာကိုသိသိချင်းတော့ဖိုးလူရဲ့အပြစ်ကိုပြောရင်းနဲ့ဂုံစကားတွေလည်းပါသွားတတ်တယ်မှန်ပါဗျာဟုတ်လားပြောရင်နဲ့စိတ်လိုက်မာဖြစ်ပြီးတော့ကြမ်းထမ်းတွေလည်းထွက်သွားတတ်တယ်မှန်ပါဗျာဖရုဒဝါစာနော်နောက်ပြောရင်နဲ့အနှစ်သာရမရှိတဲ့စကားတွေပါသွားရောညာသောဖြင့်တော့အနှစ်မရှိတာတွေပြောကြတာများပါရဲ့ဟုတ်လားအဲ့ဒီလိုမှုသာဝါဒပိတုဏဝါစာဖရုဒဝါစာတံဖပလာပဆိုတဲ့ပြစ်မှုကြီး၄ခုကိုလွန်ကျူးမိတတ်တဲ့အတွက်ကြောင့်တန်တရားမှာမကောင်းတဲ့ဘဝတွေကိုရတတ်တယ်တဲ့အပြစ်၅မျိုးမှန်ပါဗျာအဲ့ဒီလိုဆိုရင်တပည့်တော်တို့စကားမပြောဘဲနဲ့ရင်ကုန်နှုတ်ပိတ်စိတ်ပဲနေလိုက်တော့မယ်ဘုရားလို့အဲ့ဒါလိုလည်းမလုပ်နဲ့မဟုတ်ပါဘူးဟင်ဒကမာကြီးတွေစကားကမပြောဘဲနေလို့လည်းမဖြစ်ဘူးနော်မဖြစ်ဘူးတခါလေတချို့ဦးစင်းကိုလာပြောတာတောင်တွေ့ဘူးတယ်ဒီနေ့တော့စကားမပြောတော့ဘူးဟုတ်လားကောင်းတဲ့လောက်ကောင်းတယ်မကောင်းတဲ့လောက်မကောင်းဘူးတချို့ကဒေါသနဲ့မပြောတာစိတ်ကောက်ပြီးတော့မပြောတာစိတ်တိုင်းမကြလို့မပြောတာမပြောခြင်းလို့မပြောတာမတူမတန်ဘူးထင်လို့မပြောတာမပြောတာတွေကမပြောတာလေးတက်တက်နဲ့ချီးကျူးလို့မရသေးဘူးဘာပြုလို့မပြောတာလဲဆိုတာကလိုသေးတယ်မှန်ပါဗျာဟုတ်ရဲ့လားအေးစကားကမပြောဘဲနေလို့လည်းမဖြစ်ဘူးဘုန်းကြီးတွေမှာငါစကားမပြောဘဲနေအံ့လို့ကျင့်လို့ရှင်ဒုက္ခအဘတက်နေမှန်ပါဗျာအခါတစ်ပါးယဟန်တော်တွေမြတ်စွာဘုရားကိုဝါကျွတ်တော့လာပြီးတော့ကြော့ကြကြော့တော့မြတ်စွာဘုရားကချစ်သားတို့ချမ်းချမ်းသာသာနေထိုင်ခဲ့ရရဲ့လားမှန်လားပါဘုရားဘုရားတပည့်တော်တို့နေထိုင်ခဲ့ရပါတယ်ဘုရားတဝါတွင်လုံးဘုရားတပည့်တော်တို့တယောက်ကိုတယောက်စကားမပြောဘဲနဲ့တကယ်အကျင့်မြတ်တွေကိုကျင့်ခဲ့ပါတယ်ဘုရားသူတို့ကစကားမပြောကြီးလို့ဒိဋ္ဌံပြီးတော့ကျင့်တာနော်တဝါတွင်လုံးတယောက်ကိုတယောက်ကောင်းတာလည်းမပြောဘူးဆိုးတာလည်းမပြောဘူးမတည့်တာမြင်လည်းမပြောဘူးမဟုတ်တာတွေမြင်နေလည်းမပြောဘူးတစုံတယောက်ကလားခေါ်လည်းမထူးဘူးမှန်ပါဗျာအဲ့တော့မြတ်စွာဘုရားဘယ်လိုပြောတယ်ထင်လဲမင်းတို့ဟာတဲ့နွားတွေလိုစိတ်တွေလိုကျင့်ခဲ့ကြတာပဲတဲ့ပပဆက်ဆက်ပြောတယ်မထင်နဲ့နော်ဒါဝိနည်းပါဠိတော်မှာရှိတယ်ဟုတ်လားမှန်ပါဗျာအဲ့ဒီတော့ကောင်းသောစကားတွေနဲ့တိဆောက်ထားတဲ့ငါဘုရားရဲ့သာသနာတော်မြတ်ကြီးမှာဘယ်နဲ့ကြောင့်စကားမပြောဘဲနေကြတာလဲ
မသိတော်တာရှိရင်ဆုံးမရမှာပေါ့ပြောရမှာပေါ့ကောင်းမြတ်တဲ့စကားတွေကိုပြောရမှာပေါ့အကျိုးရှိတဲ့စကားတွေကိုပြောရမှာပေါ့ဟုတ်လားကဲဖခင်ကများစကားမပြောဘဲနေခဲ့မယ်ဆိုရင်ဘယ်လိုများလုပ်မလဲဟင်ဒကမာကြီးများစကားဆိုတာမကောင်းတာပြောရင်ကြီးကျယ်တဲ့အပြစ်ရှိတယ်လို့ကောင်းတာပြောလို့ရှိရင်ကြီးကျယ်တဲ့အကျိုးရှိတယ်ဘယ်လောက်တန်ဖိုးရှိတယ်လို့ပြောလို့မရအောင်တန်ဖိုးရှိတယ်မှန်ပါဗျာဟုတ်ရဲ့လားမှန်ပါနောက်ဆုံးဦးဇင်းတို့နိဗ္ဗာန်ထိအောင်စကားကတွန်းအားပေးနိုင်တယ်မှန်ကန်တဲ့စကားအဓိပ္ပာယ်ရှိတဲ့စကားအကျိုးရှိတဲ့စကားပြောမယ်ဆိုလို့ရှိရင်ဒကမာကြီးများလည်းကြားဖို့ပါတယ်နော်သဗ္ဗဒါနံဓမ္မဒါနံဇီနာတိအလှူတကအလှူထဲမှာတရားအလှူအမြတ်ဆုံးတရားကိုဘယ်လိုလုပ်လှူရတာတော့ပါဇက်ကနေလှူရတာစကားအဖြစ်နဲ့လှူရတာဟုတ်လားဟုတ်တယ်နော်ဒကာကြီးများမှန်ပါဗျာအေးအဲ့တော့စကားဆိုတာအင်မတန်ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုလို့ရှိရင်အင်မတန်ကောင်းတယ်ဟုတ်လားဆိုးတဲ့ဘက်ကကြည့်မယ်ဆိုရင်ဆိုးတာလည်းအများကြီးဖြစ်နိုင်တယ်ဆိုကြပါစို့ပေတပေါင်းသူတော်ကောင်းတို့ဉာဏ်ပါပါလေးစဉ်းစားကြည့်ဖို့ပြောပြအောင်မယ်လောကမှာအကြီးမားဆုံးသောအပြစ်ဟာဘာလို့ကြားဘူးလဲဒါဥစဉ်လည်းနားရတာပေါ့ဗျာစဉ်းစားလိုက်ပါဦးမိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိမှာနိယတမိစ္ဆာဒိဋ္ဌိခိုင်မြဲတဲ့နိယတမိစ္ဆာဒိဋ္ဌိဆိုလို့ရှိရင်တော့အဝိဇ္ဇိကြတတ်တယ်အဝိဇ္ဇိကြတယ်နိယတဖြင့်ကြတတ်တယ်မဟုတ်ဘူးကြတယ်အမေတ္တအဖေတ္တလို့အဝိဇ္ဇိကြတဲ့လူကဒီကဘာပြက်လို့ရှိရင်လွတ်တယ်နိယတမိစ္ဆာဒိဋ္ဌိသမားများကတော့ဒီကဘာပြက်ရင်တခြားသောကဘာမှာရွှေ့ပြီးတော့ခံရတယ်လို့ဆိုတယ်အပြစ်တကအပြစ်ထဲမှာမှားယွင်းတဲ့အယူအဆကိုမှန်တယ်ထင်ပြီးတော့လက်သင့်ခံထားတဲ့မိစ္ဆာဒိဋ္ဌိဆိုတာအပြစ်အကြီးဆုံးပဲအဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့အကြီးမားဆုံးအပြစ်ဟာဘာကြောင့်ဖြစ်တယ်လဲလို့နည်းနည်းလေးလေ့လာကြည့်ရမိစ္ဆာဒိဋ္ဌိဖြစ်ခြင်းအကြောင်းတရားနှစ်ပါးရှိတယ်တဲ့ပရတောဂောတသူတစ်ပါးရဲ့နှုတ်ကနေပြီးတော့မှားယွင်းတဲ့သကားဆံတွေကြားရတယ်တဲ့သကားဆံကအင်္ဂါတစ်ချက်ဖြစ်တယ်နော်ကိုယ့်ရဲ့အတွင်းကနေပြီးတော့မှားယွင်းတဲ့နှလုံးသွင်းမှုအယောနိသောမနတိကာရဖြစ်တယ်တဲ့မှားတဲ့စကားသံနဲ့မှားတဲ့နှလုံးသွင်းမှုဒီနှစ်ခုပေါင်းမိရင်မိစ္ဆာဒိဋ္ဌိဖြစ်တယ်တဲ့ဟုတ်လားအပြစ်အကြီးဆုံးမိစ္ဆာဒိဋ္ဌိဖြစ်ဖို့အတွက်အကြောင်းတရားတစ်ခုသည်မှားယွင်းတဲ့စကားသံဖြစ်နေတယ်ဟုတ်လားဒါကြောင့်မှားယွင်းတဲ့အယူဆတွေကိုဖြန့်ချိတဲ့ပုဂ္ဂိုလ်တွေဟောပြောတဲ့ပုဂ္ဂိုလ်တွေဟာအင်မတန်အပြစ်ကြီးတယ်ဒါကြောင့်မြတ်စွာဘုရားကဘုရားလက်ထက်ကဟိုဒိဋ္ဌိဆရာကြီးတွေရှိတယ်ပုရဏကတ္တပဆိုတဲ့ဒိဋ္ဌိဆရာကြီးကိုမြတ်စွာဘုရားကဘယ်လိုပြောလဲဆိုတော့ပုရဏကတ္တပသည်အဲ့ဒါလူထောင်မြုံကြီးပဲတဲ့ဘာကြီးတယ်တော့လူထောင်မြုံကြီးပါဗျာငါးတွေကိုထောင်တဲ့မြုံရှိတယ်နော်မြုံရဲ့သဘောတရားကဝင်လို့ရတယ်ထွက်လို့မရဘူးမြုံဆိုတာဘာလဲဝင်လို့ရတယ်ထွက်လို့မရဘူးအဲ့ဒီလိုပဲအယူဆမှားတွေဟာဆွဲလန်းသွားပြီဆိုရင်အဝင်သာရှိတယ်အထွက်အင်မတန်ခက်လိမ့်မယ်ဒါကြောင့်လူတွေကိုမကောင်းတဲ့နေရာကိုရောက်အောင်ဖြားယောင်းသွေးဆောင်ပြီးတော့ထောင်နဲ့လူထောင်မျိုးနဲ့အင်မတန်အပြစ်ကြီးတယ်မှန်ပါဆိုလိုတာကစကားသံတွေဟာမှားယွင်းပြီဆိုရင်အကြီးမားဆုံးအပြစ်ကိုတောင်ဖြစ်စေတတ်တယ်မှန်ပါဗျာဟုတ်ရဲ့လား gain အကောင်းဆုံးသောကုသိုလ်တရားတွေထဲမှာဘယ်ကုသိုလ်ဟာအကြီးဆုံးလဲလို့မေးရင်တော့မက်ကုသိုလ်ဟာအကြီးဆုံးပေါ့နော်အဲ့ဒီမက်ကုသိုလ်သည်တမ္မာဒိဋ္ဌိခေါင်းဆောင်တဲ့မက်ခင်ကိုပွားများမှမက်ကုသိုလ်ဆိုတာဖြစ်တာမဟုတ်လားအဲ့တော့တမ္မာဒိဋ္ဌိခေါင်းဆောင်တဲ့မက်ခင်၈ပါးဟာမှန်ကန်တဲ့အယူအဆခေါင်းဆောင်နေတဲ့မက်ခင်၈ပါးဟာအရေးမပါဘူးလားပါပါတယ်ဗျာကုသိုလ်တရားတွေထဲမှာတော့သစ္စာလေးပါးကိုသိတဲ့အဆင့်မဲ့ဉဏ်နဲ့မဲ့ဉဏ်ကလွဲရင်အဲ့ဒီလောကီတမ္မာဒိဋ္ဌိဟာအဖို့တန်ဆုံးလို့ပြောလို့မရဘူးလားရတယ်အဲ့ဒီမှန်ကန်တဲ့အယူအဆတမ္မာဒိဋ္ဌိဖြစ်ဖို့အတွက်အကြောင်းတရား2မျိုးရှိတယ်တဲ့အဲ့ဒါဘာလဲဆိုတော့ပရတောဂောတဆိုတဲ့မှန်ကန်တဲ့အတန်ရယ်မှန်ကန်တဲ့စကားပေါ့နော်နောက်ပြီးတော့ယောနိသောမနတိကာရဆိုတဲ့နှလုံးသွင်းမှန်မှုရယ်ဒီနှစ်ခုပေါင်းမိရင်တမ္မာဒိဋ္ဌိဖြစ်တယ်အဲ့တော့စကားတွေဟာကောင်းတဲ့ဘက်ကကြည့်ရင်အင်မတန်ကောင်းပါလားဦးဇင်းတို့အခုတရားတော်ကိုပထမဦးဆုံးချီးကျူးတော့ဘယ်လိုချီးကျူးတာလဲသွဲခါတော်သူ့အခါတော်ကောင်းကောင်းမွန်မွန်မှန်မှန်ကန်ကန်ပြောထားတာလို့အဓိပ္ပာယ်ရတယ်မြတ်စွာဘုရားရဲ့စကားတော်တွေပေါ့ဟုတ်လား
အဲ့တော့မြတ်စွာဘုရားရဲ့စကားတော်သည်တရားတော်ဖြစ်တယ်သွက်ခါတဆိုတဲ့ဂုဏ်နဲ့ချီးမွမ်းတိုက်တယ်ကဲဘလောက်အဖို့တန်တော့အဲ့ဒီစကားတန်တွေကိုမိမိတို့ရဲ့နှုတ်ကနေဖွင့်ဟပြီးတော့ပြောနိုင်မယ်ဆိုရင်အင်မတန်ကြီးကျယ်တဲ့ကုသိုလ်ကောင်းမှုကိုပြုရရောက်တယ်နိဗ္ဗာန်ကိုလှူရရောက်တယ်နိဗ္ဗာန်ကိုမြန်မြန်ရနိုင်တယ်မကောင်းဘူးလားကောင်းတယ်ဒါကြောင့်စကားမပြောဘဲနေလို့ဘယ်ဖြစ်မှာလဲမကောင်းတာတွေမပြောရဘူးကောင်းတာဆိုရင်ပြောရမယ်ဒါပေမဲ့အချိန်အခါပုဂ္ဂိုလ်ကိုကြည့်ပြီးတော့ပြောရမယ်ဟုတ်ရဲ့လားအေးဒါကြောင့်ဦးဇင်းတို့တရားရဲ့ပထမပိုင်းဘယ်လိုစကားကိုဘယ်လိုပြောမှလဲဟုတ်လားဘယ်လိုစကားကိုဆိုတော့မှန်ကန်တဲ့စကားကိုအကျိုးရှိတဲ့စကားကိုဘယ်လိုပြောမှလဲဆိုတာကြတော့ချင့်ချိန်ပြီးတော့အချိန်ကာလကိုကြည့်ပြီးတော့မေတ္တာတရားနဲ့တိမ်တိမ်မွေ့မွေ့ပြောရမယ်ဟာဒါလေးကလည်းလူသေးတယ်ဗျာနော်အပြောမတတ်တော့ဆဲတယ်လို့ဆိုတာလည်းရှိသေးတာကိုဗျာနော်အေးပြောတတ်တယ်ဆိုတာကလည်းပဲလောကကြီးကိုချီးမြှောက်ခြင်းတစ်မျိုးပဲဗျလောကကြီးကိုချီးမြှောက်တဲ့သင်္ခါတရား၄မျိုးရှိတယ်လေဒါနာတဲ့ပိကံစွန့်ကျက်လှူဒန်းခြင်းဟာလောကကြီးကိုချီးမြှောက်တာဗျနော်ပြီးတော့ဗာလဲပေယဝိဇ္ဇတဲ့ချစ်ဖွယ်စကားပြောတာကိုယ်စကားကြောင့်သူများနားချမ်းသာသွားတယ်စိတ်ချမ်းသာသွားတယ်ပြုံးပြီးတော့ကြံရစ်တယ်သိကောင်းတာပဲအဲ့ဒါလောကကြီးကိုဘာလုပ်တာလဲချီးမြှောက်တာဗျပြီးတော့ဗာလဲသူများရဲ့အကျိုးစီးပွားကိုဆောင်ရွက်ပေးတာအတ္တစရိယဟုတ်လားကိုယ်အလုပ်လို့သဘောထားတာနော်သူများအလုပ်တွေကိုနော်ပြီးတော့ဗာလဲကိုယ်နဲ့ဓာန်တူထားတာတမာနတ္တတာဟုတ်လားဘယ်သူမှအစင်တမ်းမခွဲခြားဘူးအလုံးလူသားတွေအတူတူထားတာအဲ့ဒီတော့ချစ်ဖွယ်စကားဆိုတာလည်းအရေးမကြီးဘူးလားအရေးကြီးတယ်နော်အဲ့တော့နူးညံ့တဲ့စကားကိုမေတ္တာလေးနဲ့ပြောရမယ်ဟုတ်လားဒါကြောင့်ပေသက်ပေါင်းသူတော်ကောင်းတို့စကားဘယ်လိုပြောမှလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ပြောမယ်ဆိုရင်ဒီနေ့တညလုံးပြောသွားလို့ရတယ်နော်ဒီတရားတစ်ပုဒ်အတွင်းမှာသို့တော့ဘယ်လိုစကားကိုဘယ်လိုနားထောင်ကြမလဲဆိုတဲ့အပိုင်းကလေးကိုလည်းပြောဖို့ကြံနေသေးတဲ့အတွက်ကြောင့်နော်ဘယ်လိုစကားကိုဘယ်လိုပြောမှလဲဆိုတဲ့အပိုင်းကိုဒီလောက်နဲ့တော်ရအောင်နော်မှန်ပါဗျာမှန်ကန်ပြီးတော့အကျိုးရှိတဲ့စကားကိုအချိန်အခါကြည့်ပြီးတော့မေတ္တာတရားနဲ့နူးညံ့သိမ်မွေ့စွာပြောဆိုတတ်ရမယ်ဒါဆိုရင်မလုံလောက်ဘူးလားလုံလောက်ပြီဟုတ်လားဓာတ်ထက်ပူပြီးတော့ပေသက်ပေါင်းသူတော်ကောင်းတို့ကကြိုးစားခြင်းတယ်ဆိုရင်တော့သစ္စာ၄ပါးနဲ့ဆက်တဲ့စကားတွေကိုပြောတဲ့သစ္စာတန်ရုပ်မှာပြောထားတဲ့ဒါလေးနည်းနည်းလေးပြောအောင်မယ်ချစ်သားတို့တဲ့ဒီပြင်စကားတွေမပြောနဲ့ပြောခြင်းတယ်ဆိုရင်သစ္စာနဲ့ဆက်တဲ့စကားကိုပြောပါတဲ့မြတ်စွာဘုရားကသစ္စာ၄ပါးနဲ့ဆက်တဲ့စကားပြောတတ်ဖို့တော့လိုတယ်ဘဝဟာဘာအနှစ်မှမရှိဘူးဒုက္ခတက်တက်ပဲလို့အဓိပ္ပာယ်ပေါက်အောင်ပြောတတ်ဖို့လိုတယ်တယောက်နဲ့တယောက်စကားပြောကြပြီဆိုလို့ရှိရင်ဩဘဝဟာအနှစ်မရှိပါဘူးအချီးနှီးပါပဲအကောင်းရလို့ဘာမှမရှိဘူးလို့အဲ့ဒီအဓိပ္ပာယ်မျိုးတက်ရအောင်တခြားသောဟောဟာရတွေသုံးပြီးတော့ပြောတတ်မယ်ဆိုရင်တော်တော်ကောင်းမယ်ဟောကိုကဓာတ်ရိုက်ကြီးပြောမယ်ဆိုရင်ကိုကိုတရားဟောနေတယ်လို့သူများကထင်းကုန်ပါလေတရားဟောတဲ့အခြေအနေမျိုးမှာတော့တရားလို့ဟောပေါ့ဟုတ်လားဒါပေမဲ့တငယ်ချင်းချင်းစကားပြောတယ်ဟာလူငယ်တွေနဲ့စကားပြောတယ်ဆိုရင်အဲ့ဒီအဓိပ္ပာယ်လေးတက်ရအောင်ပြောတတ်ဖို့လိုတယ်ဒါဒုက္ခသစ္စာဟေးလောဘကြီးရင်တော့ဒုက္ခကြီးတာပဲဒီအဓိပ္ပာယ်လေးကိုတက်ရအောင်ပြောတတ်ရမယ်ပြောလဲပြောရမယ်ဒါလောကကြီးရဲ့အမှန်တရားဒီအမှန်တရားကိုကြွေးကြော်ရင်းရမယ်လူချင်းနေသမျှတော့ဆင်းရဲနေမှာပဲလို့ဒါပြောကိုပြောရမယ်ဒါမှန်တယ်နော်တခါကြီးများမှန်ပါဗျာလောဘတစ်ချက်သားရှိရင်ဆင်းရဲတစ်ချက်သားရှိတယ်ဆင်းရဲမှုအလုံးကိုဘယ်သူမှပေးတာမဟုတ်ဘူးလောဘကပေးတာမှန်ပါအဲ့ဒီအဓိပ္ပာယ်မျိုးတက်ရအောင်ပြောတတ်မယ်ဆိုရင်တော်တော်တော်တာပဲနော်တခါကြီးများအေးလောဘချုပ်ခြင်းသည်ဒုက္ခချုပ်တယ်လို့တတိယနိရောဓသစ္စာကိုပြောတတ်ရမယ်လောကကြီးမှာတကယ်ငြိမ်းချမ်းတယ်ဆိုတာကလူကျင်မှုချုပ်မှဖြစ်တာပါကွာဟုတ်လားပြောတတ်ရမယ်နော်လူကျင်မှုကိုပရိအုပ်နိုင်မှဒေါသဒုက္ခဆိုတဲ့အရှိန်ကြီးကလည်းရက်တန့်သွားတာလူကျင်မှုကိုမရက်တန့်နိုင်သေးသည်မြ